အဆိုတော်ဖြူဖြူကျွန်းသိန်းညံတရုတ်ဆောင်ဒေါင်းတို့ကြားဖူးကွာနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒေါင်းဘက်ကရှေ့လျားတဲ့ရှင်းလင်းချက်တစ်ဆောင်ထုတ်ပြန်လာခဲ့တာမှာဒေါင်းရဲ့ပြောကြားချက်အရ project တစ်ခုအတွက်အတူလက်တွဲလှုပ်ဆောင်နေစဉ်အတွင်း professional မဆန်းတဲ့ပြောဆိုဆက်ဆံမှုတွေကိုရီးကိုတာစီးပေါင်းကြော်လွန်မှုတွေရှိခဲ့တယ်လို့ဆိုထားပါတယ်။ဒါ့အပြင်တချင်းမတိုက်ဖဲလက်ခိုးရင်းဝင်းချင်းနဲ့ဆိုတဲ့ဆွဆွဲချက်ကိုလည်းပြင်းပြင်းထန်ထန်ညှင်းဆိုထားပြီး project ချက်တင်ရတဲ့အကြောင်းရင်းတွေကိုပါအသေးစိတ်ရှင်းလင်းထားပါတယ်။ဒါဆိုဒေါင်းဘက်ကဘာတွေပြောခဲ့တာလဲဆက်ပြီးနားထောင်လိုက်အောင်။အချက်1တချင်းမတိုက်ပဲလက်ခိုးရင်းဝင်းချင်းနဲ့ဆိုတဲ့ဆွဆွဲချက်ဒေါင်းကဒီဆွဆွဲချက်ကိုညှင်းဆိုထားပြီးလက်ကောက်ရင်းမဝင်ခင်3ရက်တိုင်တချင်းလေ့ကျင့်ခဲ့တယ်လို့ပြောထားပါတယ်။အချက်2 professional မဆန်တဲ့ပြောဆိုမှုများအလုပ်ကရိုထဲမှာစူနိုင်တယ်၊ဆဲနိုင်တယ်၊ရိုက်နိုင်တယ်ဆိုတဲ့စကားတွေပြောခဲ့ကြောင်းနဲ့ဒီလိုပြောဆိုမှုတွေကိုလက်မခံနိုင်ခဲ့ဘူးလို့ဆိုထားပါတယ်။အချက်3ကိုရီးကိုတာစီးပေါင်းကြော်လွန်မှုပြောချက်ဆက်လုပ်မယ်လို့ပြောထားတဲ့ကြားကသူ့အိမ်ကိုလာရောက်ရှာဖွေတာတွေရှိခဲ့ပြီးဒါဟာသူ့ရဲ့ playback စီနဲ့လုံခြုံရေးကိုထိခိုက်စေတယ်လို့ပြောထားပါတယ်။အချက်4social media မှာတင်တဲ့ post Facebook ပေါ်မှာတင်ခဲ့တဲ့ post တချို့ဟာပရိသတ်တွေအထင်လွဲစေနိုင်တယ်လို့ဒေါင်းကယူဆထားပါတယ်။အချက်5 project ဖြတ်သိမ်းရခြင်းအလုပ်လုပ်ရတဲ့ပတ်ဝန်းကျင်နဲ့ဆက်ဆံရေးပုံစံတွေအဆင်မပြေတာကြောင့် project ကိုဆက်လက်မလုပ်နိုင်တော့ဘူးလို့ရှင်းပြထားပါတယ်။အချက်6မိတ်ဆွေများကိုဆက်သွယ်ပြောဆိုမှုသူနဲ့နီးစပ်သူတွေထံစာရီဖုန်းတွေဆက်တိုက်ပို့ပြီးမဟုတ်မှန်တဲ့အကြောင်းအရာတွေပြောဆိုခဲ့တဲ့ယူလဲဆွဆွဲထားပါတယ်။အချက်9ငွေကြေးကိစ္စ project ရဲ့ငွေကြေးပိုင်းဆိုင်ရာအသေးစိတ်ကိုသူမှမသိခဲ့ဘူးလို့ပြောထားပြီးငွေကြေးအငင်းပွားမှုတွေနဲ့သူမှသက်ဆိုင်ဘူးလို့ဆိုထားပါတယ်။အချက်10နောက်ဆုံးရက်တိချက်ဒီစာဟာသူ့ရဲ့နောက်ဆုံးရှင်းလင်းချက်ဖြစ်ပြီးဂုံတိခါထိခိုက်လာတာကြောင့်ဒါပြန်လည်ဖြေရှင်းရတာဖြစ်တယ်လို့ပြောထားပါတယ်။ဒီကိစ္စဟာအခုချိန်ထိနှစ်ဖက်စလုံးရဲ့ရှင်းလင်းချက်တွေကြားမှာအငင်းပွားမှုများဆက်လက်ရှိနေဆဲဖြစ်ပြီးပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုလည်းမြင့်တက်စေခဲ့ပါတယ်